4 quạt Pin 4 quạt 5 quạt Pin 2 chỗ 2 chỗ 3 quạt 2 chỗ 5 quạt 2 chỗ 3 quạt တော့နော်ပြီးရင်3ကျိုး4ခွက်က2ကျိုးကိုစလိုက်ဆွဲမှာရှိတယ်ပြီးရင်3ကျိုးလွတ်2ကျိုးလွတ်1ခွက်အလွတ်ပြန်ကြည့်မယ်နော်ပြီးရင်3ကျိုးလွတ်ပေါက်မှန်4ကျိုးပြီးရင်3ကျိုးလွတ်ပြီးရင်2ကျိုး1ခွက်2ကျိုးလွတ်3ကျိုး2ခွက်အလွတ်ဒီကောင်က2ကျိုး3ခွက်နော်အဲ့ဒါ intro ကအဲ့ဒါပဲပါတယ်ဆိုလိုကြတော့ဒါလေးကိုပဲ2ကျိုး1ခွက်ပြီးရင်3ကျိုး2ခွက်အဲ့ဒါလေးကဆိုလိုမှာပါတယ်နော်intro ဆိုလိုကြတော့ IT ကြည့်ပြီးရင်